မင်္ဂလာပါခင်ဗျာ LP Diary Page ကနေပြန်လဲကြိုးတူပါလေဒီနေ့ကတော့ Sunday ပေါ့နော် Sunday ဆိုကျွန်တော်ကအဲ့လို on-site class သွားတက်ရတဲ့အနေထားတော့ဒီလို uniform နဲ့ပေါ့နော်သူတို့ပေးတဲ့ uniform နဲ့သွားတက်ပေါ့အဲ့တော့ဒီနေ့ဘယ်သူတွေနဲ့ဘယ်တွေသွားမလဲဘာတွေလုပ်မလဲဆိုတာကိုတစ်ချက်လောက်လက်ကြည့်ပေးကြပါဦးခင်ဗျာကျောင်းသွားပါပြီခင်ဗျာကျောင်းမှန်တက်စာပူခတ်အဲ့တော့ကျောင်းရောက်ပြန်တွေ့ပါမယ်နှာခေါင်းထိတ်မှာဝတ်ချံပေါက်ကွာမယ်ကွာကျောင်းရောက်ပါပြီနင်းလေးလာပါပြီကျောင်းသူလေးလာပါပြီအချက်တော့ coffee ဝယ်မလို့ပေါ့နော်အဲ့တော့ coffee ရမယ်တောက်ပင်14စီသွားနေပါလေအင်းငိုင်အဲ့ဒါဆိုအတန်းလာတက်ရှာပါပြီခင်ဗျာတန်းကတော့ပြီးသွားပါပြီခုဒီနေ့ကတန်ပေါက်စားနေတယ်ဆိုလို့တန်ပေါက်ဆိုင်ပတ်စားလိုက်ပါအောင်မယ်တိုက်ခဲ့ပေးကြပါဦးခင်ဗျာစားရတော့မယ်ခင်ဗျာခုတော့လက်လျှောက်ရပါမယ်မျက်စိသွားစမ်းမလို့ပေါ့နော်ခေါင်းကကြိုက်တော့ပါဝါများတက်တာလားစလင်နာများလားဆိုတာမျက်စိသွားစမ်းကြည့်မလို့ပါအဲ့တော့အဲ့ဒီကိုသွားလိုက်ပါဦးမယ်ခင်ဗျာပေါ်ရောက်ရင်ဝစားလဲပြီးတော့ခဏလောက်အိတ်လိုက်ပါဦးညနေကျရင်ကြက်တောင်ရိုက်သွားပါမယ်ခင်ဗျာကြက်တောင်လည်းတိတ်မရိုက်ရဘူးတစ်ခါရိုက်ရင်တစ်ခေါက်ခြေထောက်ကခောက်အဲ့လိုဖြစ်အဲ့တော့ကြက်တောင်ရိုက်ခဏနေကြရင်ပြန်တွေ့ပါခင်ဗျာအိပ်ပျော်ကတကြိုးလေးပဲဟုတ်9နာရီထိုးတော့မယ်ပေါ့9နာရီကနေ9နာရီရိုက်မယ်လို့ချိန်တာအဲ့တော့အမြင်လစ်လိုက်ပါအောင်မယ်ခင်ဗျာတိုက်ခဲ့ပေးကြပါဦးသွားပါတော့မယ်ခင်ဗျာဘတ်မင်တန်2ယောက်ပါကဲရောက်ပါပြီခင်ဗျာဒီကတော့ tennis ပါပြိုင်မွေးလားမသိပြိုင်မွေးတော့လုပ်ကိုရီးယားဟိုးနောက်တော့အဲ့နောက်ကိုသွားလိုက်ပါအောင်မယ်ဒီနေ့ကလူများတော့နှစ်ကွင်းယူထားပါတယ်
နေ့ vlog လေးကတော့လောက်ပါပဲခင်ဗျနောက် vlog များမှာပြန်လည်ဆုံတွေ့ပါမယ်